Ok, alo mày. Mình là ba. Assalamu alaikum. Ok. Aku chano mình đi chano post của đây này nó. Aku giờ khai bi này nó. Giờ khai bi này lúc chano bao nhiêu giờ khai bi này lúc bao giờ khai này lúa wa. Arakan bi này wa. Nó. Rồi arakan bi này xích đuôi miêu mà nó. Xích đuôi miêu. Ông mình là giác qua mà. Hiểu chuyện naka là tông làm gì giải bi wa bi sẽ soya cả. Nó. Đại đa cái bộ chỗ mấy chị mấy ông lại một nó. Rồi hiểu chuyện tông cái lo giải bi wa thì chi à. Ấy đó, aku sáng hôm mà là tôi yêu sinh bộ đội lâu đi đấy, nó, Brahma rồi tôi đi đi cái này, này tôi là cái tôi statement của tôi đấy, nó, nhưng mà này lúc saya Islam bắt đầu phải chỉ số video, có thể interview đó, ai có thể ao mà tôi statement của tôi đấy, ấy yêu sinh nó tôi giải video abi, ok, olo mà ngã phải cô giáo đấy anh này nó, tôi statement thôi đó, ấy đó, aku ai sáng hôm mà là tôi thắp video yêu sinh bộ gì đấy, bà yêu sinh là tôi Islam Bada Winnie go attend Arma Sana Piagai me, no? She be Gambia Tiaso and a case and a patavi, Gambiaga, I see them at Tiaso and a case and a patavi, the Mananga Islam Bada Winiga, Lamakamu Banya or Vatiamla, and to a Nagabaga Yati, Nagabaga Yati Ganamu, sit the Baga Yati kind, the same boy. May I like Baga Yati kind? I don't, young Mumatro Yoshi, I was here, the Jarama, near the doing. I don't, a dry dar or dry da umi online no umi online dry da no အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အဓိကကျွန်တော်ပြောချင်တဲ့အကြောင်းအရာဘာလဲဆိုတော့ဒီနေ့မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးမြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးဆိုတဲ့ခေါင်းစဉ်အောက်မှာသူတို့ထုတ်လိုက်တဲ့ statement ပေါ့နော်အဲ့ statement ကအိုလမာ9ဖွဲ့ရဲ့ထောက်ခံမှုဒါမှမဟုတ်သူတို့ရဲ့ထောက်ခံမှုနဲ့ဒီစိတ်မောင်တို့ကထောက်တယ်ဆိုရင်ကဲခင်ဗျားတို့အိုလမာ9ဖွဲ့ကိုကျွန်တော်မေးချင်တာကခင်ဗျားတို့အိုလမာ9ဖွဲ့ဒီဘလူကိုစားပြုတာလဲမြန်မာနိုင်ငံမှာရှိတဲ့အစ္စလာမ်ဘာသာဝင်အားလုံးကိုစားပြုတာလားဒါမှမဟုတ်ခင်ဗျားတို့ဒီ9ဖွဲ့ကခင်ဗျားတို့ဒီအိုလမာ9ဖွဲ့ကမြန်မာနိုင်ငံမှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေရဲ့ထောက်ခံမှုနဲ့ဖွဲ့စည်းထားတာလားဒါမှမဟုတ်မြန်မာနိုင်ငံမှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေရဲ့အစ္စလာမ်ဘာသာဝင်တွေခင်ဗျားတို့မဲပေးပြီးတော့ရွေးချယ်တင်မြှောက်ထားလားဒါမှမဟုတ်ခင်ဗျားတို့အဖွဲ့အစည်းကိုအစ္စလာမ်ဘာသာဝင်ကိုယ်တိုင်မြန်မာနိုင်ငံမှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေကိုယ်တိုင်ကထောက်ခံအားပေးလက်ခံပြီးတော့ဒီအဖွဲ့အစည်းကိုခင်ဗျားတို့အဖွဲ့အစည်းထားလားကဲကျွန်တော်မေးခွန်းမေးမယ်နော်အဲ့တော့ခင်ဗျားတို့ကဒီစိတ်မောင်ထုတ်တယ်ဆိုတော့မသိခင်ဗျားတို့ကမြန်မာနိုင်ငံလုံးမှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေကိုကိုစားပြုပြီးတော့ခင်ဗျားတို့ကဒီစိတ်မောင်ထုတ်လိုက်တဲ့ဆိုတဲ့ပုံစံမျိုးအဲ့ဒီပုံစံမျိုးတက်ရောက်နေပြီဟုတ်တော့ဘာလို့ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်ပြောတာကခင်ဗျားတို့ရဲ့စိတ်ဆန္ဒအလျောက်ခင်ဗျားတို့ရဲ့အဖွဲ့အစည်းတွေရဲ့တဘောတူညီမှုနဲ့ခင်ဗျားတို့လုပ်တယ်ဆိုရင်မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဆိုတဲ့ခေါင်းစဉ်ကိုမတက်ပါနဲ့နော်ခင်ဗျားတို့အဖွဲ့9ဖွဲ့ရဲ့ခေါင်းစဉ်ကိုတက်ပြီးတော့စိတ်မထုတ်လိုက်ပါဟုတ်ပြီလားအောက်ခြေမှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေကိုဘယ်လိုပြောမလဲအစ္စလာမ်ဘာသာဝင်တွေကိုအကြောင်းပြပြီးတော့ခင်ဗျားတို့ statement ထုတ်တဲ့ပုံစံမျိုးမလုပ်နဲ့ဟုတ်ပြီလားနော်အဲ့တော့ခင်ဗျားတို့အခု statement ထုတ်တဲ့ကိစ္စကျွန်တော်ပြောမယ်ဗျာနော်ခင်ဗျားတို့အိုလမာတွေကိုကျွန်တော်ပြောချင်တယ်နော်အိုလမာ9ဖွဲ့ပေါ့နော်ခင်ဗျားတို့အိုလမာ9ဖွဲ့ကမြန်မာနိုင်ငံမှာနော်ဘာသာရေးအထီးကျုံတွေဖြစ်လာပြီးနော်စစ်အစိုးရကဒီမဘာသာတွေကိုအသုံးချပြီးတော့ဒါမှမဟုတ်ဒီဗမာအစိုးရတွေရခိုင်အစိုးရတွေကိုအသုံးချပြီးတော့ဘာသာရေးပဋိပက္ခတွေကိုဖန်တီးလာပြီးဆိုရင်ခင်ဗျားတို့ပျောက်သွားတယ်ဘယ်ပျောက်သွားလဲမသိခင်ဗျားတို့အိုလမာအဖွဲ့တခါလည်းပျောက်သွားတာကြက်ပျောက်ငှက်ပျောက်တာနော်တခါလည်းပျောက်သွားတာအဲ့တော့အဲ့လိုပြဿနာတွေပဋိပက္ခတွေဖြစ်လာတိုင်းခင်ဗျားတို့ဘယ်တော့မှအရှိကနေခင်ဗျားတို့မနော်အစ္စလမ်မြန်မာနိုင်ငံမှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေရဲ့အရှိကနေခင်ဗျားတို့ရက်တည်တာတစ်ခါမှကျွန်တော်မတွေ့ခင်ဗျားတို့အဲ့ဒီအလိုပဋိပက္ခတွေဖြစ်လာပြီးတော့ခင်ဗျားတို့ပျောက်သွားပြီခင်ဗျားတို့ပေါ်လာတဲ့အချိန်တွေရှိတယ်ခင်ဗျားတို့ဘယ်အချိန်တွေပေါ်လာလဲဆိုတော့ရန်ဇန်လာမှာလာကြည့်မဲ့အချိန်တွေခင်ဗျားတို့ပေါ်လာမယ်အင်းနေနော်မနေ့ကဖြစ်ပြီဆိုရင်ဒီကနေ့လာကြည့်မဲ့အချိန်ရောက်ပြီဆိုခင်ဗျားတို့ပေါ်လာပြီပြီးဘယ်အချိန်တွေပေါ်လာမလဲဆိုတော့ဖတ်တဝါပေးတဲ့အချိန်ခင်ဗျားတို့ပေါ်လာမယ်ပြီးလင်မယားတယောက်ရန်ဖြစ်လို့နော်လင်မယားတယောက်ရန်ဖြစ်ပြီးကွာရှင်းပြန်ဆဲမဲ့တရားတန်လက်ပေးမဲ့ကိစ္စဆိုရင်ခင်ဗျားတို့ပေါ်လာမယ်နော်ပြီးတော့ဟာရန်ကိစ္စတွေပေါ့ဗျာအဲ့ဒီကိစ္စတွေပတ်သက်လိုက်ခင်ဗျားတို့ပေါ်လာမယ်ကျန်တဲ့ကိစ္စဆိုခင်ဗျားတို့အကုန်ပြောင်းမြန်မာနိုင်ငံမှာအစ္စလာမ်ဘာသာဝင်တွေကိုနော်စစ်တပ်ကမတရားလုပ်နေပြီဒါမှမဟုတ်
နော်ဒီအစွန်းရောက်ဗမာတွေကအစွန်းရောက်ဗုဒ္ဓဘာသာဝင်တွေကမတရားလုပ်နေပြီဆိုခင်ဗျားတို့ပြောက်သွားပြီခင်ဗျားတို့ဘယ်ပြောက်လို့ပြောက်သွားမှမသိကြက်ပြောက်ငါပြောက်အဲ့တော့ခင်ဗျားတို့ကခေါင်းဆောင်နေရာကိုယူထားတယ်အိုလမာဆိုတဲ့နေရာကိုယူထားတယ်ရှိမဲ့အိုလမာဆိုတာကဒါအစ္စလာမ်ဘာသာဝင်တွေရဲ့မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်တွေရဲ့ခေါင်းဆောင်ကိုလည်းပြောလို့ရတယ်ဟုတ်တယ်မလားခေါင်းဆောင်နေရာကိုယူထားပြီးတော့ခင်ဗျားတို့မှာတာဝန်ယူမှုတာဝန်ခံမှုလည်းမရှိဘူးနော်ခင်ဗျားတို့ကရှင်းပြောရင်တာသနာနဲ့ပတ်သက်ပြီးတော့လည်းခင်ဗျားတို့ဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိသလိုအဲ့တာအစ္စလာမ်သာသနာဒီအစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီးတော့လည်းခင်ဗျားတို့မှာတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးခင်ဗျားတို့ဒီကိုအကျိုးစီးပွားအတွက်ခင်ဗျားတို့ဒီအဖွဲ့အစည်းကိုထောင်ကျင်တာလည်းဖြစ်ချင်ဖြစ်မှာပေါ့ဟုတ်လားကျွန်တော်မဆွဆွဲဘူးတော့ဒါပေမဲ့ကျွန်တော်မြင်နေတာအဲ့လိုမြင်လို့ကျွန်တော်ပြောနေတာအဲ့တော့ခင်ဗျားတို့ဒီကနေ့ခင်ဗျားတို့အလုံးမ9ဖွဲ့ကိုကြိုးကင်ထားတာကနော်ကျွန်တော်အခုပြပြမယ်နော်ကျွန်တော်အခုဖော်မယ်နော်အကုန်ဖော်မယ်ဒါခင်ဗျားတို့ဒါကျွန်တော်ခင်ဗျားတို့အလုံးမ9ဖွဲ့ကိုအနောက်ကနေကြိုးကင်ထားတာကခရိုနီတွေဖြစ်တယ်ခရိုနီဆိုတာကစစ်အစိုးရနဲ့အလုပ်အတူလုပ်နေတဲ့စီးပွားရေးအတူလုပ်နေတဲ့အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ်အဲ့ဒီခရိုနီတွေကခင်ဗျားတို့ကိုချုပ်ကင်ထားတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ခရိုနီတွေကသူတို့စစ်အစိုးရတခုခုလှုပ်ချင်တယ်ဆိုအဲ့ခရိုနီတွေကိုသူတို့ကလမ်းပြောတယ်ခရိုနီကတစ်စစ်ခင်ဗျားတို့အမိတ်ပေးတယ်ဟုတ်ပြီနော်ခင်ဗျားတို့ကငကိုတွေကလည်းခင်ဗျားတို့ကရှင်းပြောရရင်ဘုလိုမှာ9ဖွဲ့အဖွဲ့ရတာ9ဖွဲ့ဒါပေမဲ့ဘယ်နေရာမှာအတုံးဝင်တာလည်းမရှိပါဘူးဗျာအတုံးတဲ့တာလည်းမရှိဘူးအတုံးလည်းမဝင်ဘူးဟုတ်ပြီလားအဲ့တော့ဒီအခုဒီကနေ့ဒီအစ္စလာမ်မြန်မာနိုင်ငံလုံးဆိုင်အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးဆိုတဲ့ခေါင်းစဉ်အောက်မှာ statement ထုတ်လိုက်တယ်ဆိုတော့ကဲခင်ဗျားတို့မြန်မာနိုင်ငံမှာ2010ကနေ2019ထိဘာသာရေးပဋိပက္ခတွေမှာနော်ဘာသာရေးပဋိပက္ခမဟုတ်ဒါဘာသာရေးစော်ကားတာဘာသာရေးအကြမ်းဖက်တာပေါ့နော်ဘာသာရေးအစ္စလာမ်ဘာသာကိုနော်ဒီဗုဒ္ဓဘာသာဝင်တွေကအကြမ်းဖက်တဲ့လုပ်ရက်တွေကိုလုပ်နေတဲ့အချိန်မှာကွယ်လွန်သွားတဲ့နော်ရဲအဆက်အသက်ခံလိုက်ရတဲ့အဖိုးတွေအဖွားတွေရဲအဆက်အသက်ခံလိုက်ရတဲ့ကလေးငယ်တွေရဲဆက်အသက်ခံလိုက်ရတဲ့အစ္စလာမ်ဘာသာဝင်အမျိုးသားအမျိုးသမီးတွေနော်သူတို့ရဲ့ရက်ရွာတွေမိရှုခံလိုက်ရတဲ့ရက်ရွာတွေမိရှုခံလိုက်ရတဲ့ပလီဝေကျောင်းတွေစာတင်ကျောင်းတွေနော်မိရှုခံလိုက်ရတဲ့သူတို့ရဲ့ဥစ္စာပစ္စည်းတွေမောင်းထုတ်ခံလိုက်ရတဲ့အစ္စလာမ်ဘာသာဝင်တွေမြန်မာနိုင်ငံဒဏ္ဍမိတ်ထဲကနေမောင်းထုတ်ခံလိုက်ရတဲ့အစ္စလာမ်ဘာသာဝင်တွေနော်နောက်ကွယ်လွန်သွားကြတော့မတရားအကြမ်းဖက်ပြီးတော့ဗုဒ္ဓဘာသာဝင်တွေရဲ့အကြမ်းဖက်မှုကြောင့်ကွယ်လွန်သွားတဲ့အစ္စလာမ်ဘာသာဝင်တွေဒီလူတွေရဲ့အသက်တစ်ချောင်းတော့ဒီလူတွေရဲ့အသက်ကွယ်လွန်သွားတဲ့ဒီလူတွေရဲ့အသက်တစ်ချောင်းစီရဲ့အသက်တစ်ချောင်းတော့ဒီကွယ်လွန်သွားတဲ့လူတွေဒီပဋိပက္ခတွေမှာနော်အသက်ခံရတဲ့လူတွေဒီလူတွေရဲ့အဲ့လူတွေရဲ့နော်ပေးဆက်မှုအတိုင်းခင်ဗျားတို့ပေးဆက်ရလိမ့်မယ်နောက်အာခိရမှာနော်ဒုနီယာမှာခင်ဗျားတို့လွတ်လိုက်မယ်ဒါပေမဲ့နောက်အာခိရမှာဒီလူတွေဘလို့ပေးဆက်သွားလဲဒီလူတွေဘလို့အသက်ခံရရတယ်အဲ့ဒီအသက်ခံရတဲ့ပုံစံမျိုးပဲခင်ဗျားတို့ပေးဆက်ရလိမ့်မယ်ဟောတော့ခင်ဗျားတို့မှာတာဝန်ယူမှုတာဝန်ခံမှုလည်းမရှိသလိုခင်ဗျားတို့ကစစ်တပ်ဘက်ကနေရက်တီပြီးတော့တကယ်လို့ခင်ဗျားတို့မိသားစုဝင်တွေဒါမှမဟုတ်ခင်ဗျားတို့ရဲ့အတိုင်းဝိုင်းတွေကိုစစ်တပ်ကချင်းချောင်းလို့ဒါမှမဟုတ်ခင်ဗျားတို့ကိုနော်ခင်ဗျားတို့ကိုဖိအားပေးလို့ခင်ဗျားတို့ကမဖြစ်မနေလောက်ရတယ်ဆိုရင်လေခင်ဗျားတို့အဲ့နေရာမှာထိုင်မနေနဲ့လေဗျာအိုလမာဆိုတဲ့နေရာကိုခင်ဗျားတို့အဲ့ဒီခုံမှာခင်ဗျားတို့ထိုင်မနေနဲ့ဆင်းသွားလိုက်ဘာလို့ခင်ဗျားတို့နဲ့မထိုက်တောင်ဘူးဒီခုံကြီးကခင်ဗျားတို့ကခေါင်းဆောင်နေရာကိုယူထားတယ်အိုလမာဆိုတဲ့အဖွဲ့အစည်းဆိုတဲ့နော်ဒီနေရာမှာခင်ဗျားတို့ကနေရာယူထားပြီးတော့ခင်ဗျားတို့မှာနော်ဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးအစိုးရကဖိအားပေးလို့စစ်အစိုးရကငါတို့ကိုချင်းချောင်းလို့ငါတို့ကလောက်ရပါတယ်ဆိုရင်ခင်ဗျားတို့အဲ့ဒီအဖွဲ့အစည်းကအိုလမာအဖွဲ့အစည်းတွေအားလုံးခင်ဗျားတို့ဖြတ်သိမ်းလိုက်ခင်ဗျားတို့လည်းအဲ့ဒီခုံမှာထိုင်နေနဲ့ဆင်းသွားလိုက်တခါလဲဘောကြီးလေတကယ်လုံးမဲ့လူတကယ်အရေးချင်းရှိမဲ့လူတွေကိုခင်ဗျားတို့နေရာပေးလိုက်ဟုတ်ပြီလားတကယ်လုံရတဲ့လူတကယ်မမရက်တီရတဲ့လူတွေတကယ်မမအမှန်တရားပေါ်ရက်တီရတဲ့လူတွေကိုခင်ဗျားတို့နေရာပေးလိုက်ခင်ဗျားတို့ဆင်းသွားလိုက်နော်ခင်ဗျားတို့စစ်တပ်ကဖိအားပေးလို့ဒါမှမဟုတ်စစ်တပ်ကိုကြောက်လို့ခင်ဗျားတို့ဓာတ်တွေကိုလုံနေရတယ်ဆိုရင်အဲ့နေရာနဲ့ခင်ဗျားတို့ဆင်းသွားလိုက်ရှင်းတယ်ဘောကြီးလေခင်ဗျားတို့အဲ့အိုလမာငါဖွဲ့လို့ခင်ဗျားတို့ရုပ်သိမ်းလိုက်ဗျာနော်ဘာအဖွဲမှာတောက်နေလဲတော့ဘာတောက်စားလို့မရတာဟုတ်တယ်မလားတောက်စားလို့မရတာခင်ဗျားတို့ကဒီလောက်မွတ်စလမန်တွေအသက်ခံရတယ်ဒီလောက်မွတ်စလမန်တွေဇူလုံလို့ခံရတယ်နော်ဒါလည်းခင်ဗျားတို့ကမကူညီခြင်းနေပါဗျာမရက်တီခြင်းနေပါခင်ဗျားတို့အစ္စလာမ်ဘက်ကနေကွယ်လွန်သွားတဲ့အစ္စလာမ်ဘက်ကခင်ဗျားတို့မရက်တီခြင်းနေဗျာဒါပေမဲ့စစ်တပ်ဘက်ကတော့မရက်တီတာတော့ကျွန်တော်လုံးဝလက်ခံပေးလို့မရဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်အစ္စလာမ်အလိုင်ကွမ်